ဒီဈေးနဲ့ဒီ quality ရတာတကယ်တန်တယ်နော်အပြင် store ဆိုင်တွေမှာဝယ်ကြည့်ဒီ quality မျိုးကလေ2000ကျော်အထက်မှာကြီးပဲပေါက်တာဒါကကြတော့ဖြူစီမှာဒီ30လေးပဲကျန်တော့လို့လက်ကျန်ပြက်စီနဲ့ပေးမှဖြစ်ပါတယ်အယောင်တွေကတော့ပန်းရောင်တွေပဲရပါတယ်ပန်းရောင်ကကြတော့ main ကလေးဝတ်တာများရဲဒါပေမဲ့ဖြူကကြတော့ဖြူတသားပန်းရောင်လေးဆင်နေအဲ့တော့ပန်းရောင်တဲ့တသားလေး share ဆိုလို့ရှိရင်ဆင်ပေးလို့ရတယ်နော် size လေးအရင်ပြောပေးမယ် size ကကြတော့120 size နှစ်စုံကျန်မယ်ပြီးတော့100 size ကတစ်စုံကျန်မယ်100 size ကကြတော့ဘယ်လိုဝိုးလို့ရလဲဆိုတော့တစ်နှစ်ခွဲ2နှစ်3နှစ်လောက်ဝိုးလို့ရပါတယ်120ကကြတော့4နှစ်5နှစ်ပေါ့နော်4နှစ်5နှစ်6နှစ်ဝိုးလို့ရပါတယ်ရှင်ဒီပုံစံလေးဖောက်ပြပေးမယ်နော်ဒီပုံစံလေးကကြတော့အရန်လာရယ်ကွမ်ကျုံဘက်ကဝင်နေဝါသားအမြင်လိုက်မှာတော့အသားအနည်းကဒီမှာကြည့်ဒီလိုမျိုးလေးအသားနာအရန်လာရယ်ဒီမှာကော်ကျိုးဒါဆိုလို့ရှင်ပြီးရှေ့ပြီးလို့ရှင်ဒါလေးကဒီ level အနာကွက်လေးမှာဒီလိုမျိုးအကွက်လေးဒီပုံစံလေးကတော့ပြောင်းမယ်နော်ဒီ sticker ပုံစံလေးကတော့ပြောင်းပါမယ်အသားလေးအရန်ကောင်းတယ်မတို့ဒီမှာကြည့်ဒီမှာအရန် e-set တုံးစင်းနေအသားမျိုးလေးကွာဈေးနှုန်းကကြတော့မတို့အရန်တက်တက်နဲ့ပေးမယ်မူရင်းဈေးဖြူက18000နဲ့800ရောင်းတာကိုအခု3000ပဲကျန်တော့လို့လက်ကျန်ပြက်စေ16000နဲ့800ကျန်နေပဲယူပါရှင့်မတို့3000ဝယ်လို့ရှိရင် delivery ရပါမယ်ရှင်3000ဝယ် delivery ကကြတော့လေကြိုက်ရ item ကို3မျိုးပြည့်ရနဲ့ delivery ပေးရပါနော်